ကျောင်းတက်ဖို့အေဂျင့်ရွေးချယ်မှုကလေဘယ်လောက်ထိတာသွားနိုင်လဲဆိုတာသိလားနိုင်ငံခြားမှာကျောင်းသွားတက်မယ်ဆိုတဲ့သူတွေမှာမှားကြတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကအေဂျင့်ကောင်းကောင်းသေချာရွေးချယ်ပြီးလို့နောက်တာရကြတာပေါ့နော်အများစုကလေအေဂျင့်ကိုဒီစာရွက်စာတမ်းပဲတင်ပေးရတဲ့သူလို့ထင်ကြတယ်တကယ်တော့လေအေဂျင့်ကဒီကိုယ့်ရဲ့ background နဲ့ကိုက်တဲ့ကျောင်းတွေကို suggestion လုပ်ပေးတာမျိုးတွေ visa timeline ကိုသေချာစီမံပေးတာမျိုးပြီးတော့ offer letter ရတာနေပြီးတော့ arrival process အထိဂရုစိုက်ပေးရဲ့ agent မျိုးကတော်တော်ရှားတယ်ပေါ့နော်ဟာလာရဲ့ experience နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ agent ကောင်းကောင်းနဲ့ကိုကစုံပြီးရဆိုလို့ရှိရင် stress ကတော့လောက်ရောတယ်ပေါ့နော်မြန်မာကျောင်းသားတွေနဲ့မိဘတွေအတွက်ကကြတော့ visa process ဒီ document requirement တို့ timeline တွေက agency ကနေပြီးတော့အများဆုံးသိရတာဖြစ်တယ်ပေါ့နော်အဲ့တော့ agent ပြောတာကိုပဲယုံလိုက်ရတာများတယ်အဲ့အခါ visa timeline ကိုတခြား guide မလုပ်ပေးတာမျိုးတွေ requirement တွေကိုကြိုမပြောတာ risk တွေကိုကြိုအသိမပေးတာပြီးတော့ကိုကဒီလမ်းကြောင်းရွေးမယ်ဆိုလို့ရှိရင်တော့မှပေါ့နော်ဖြစ်နိုင်မဖြစ်နိုင်ကို transparency ရှိမပြောပြတဲ့အခါမျိုးတွေမှာမလိုလားအပ်တဲ့ပြဿနာမျိုးတွေကြုံတွေ့နိုင်တယ်ပေါ့နော်ဥပမာပြောရလို့ရှိရင်လိုချင်တဲ့ intake ကိုမမီသွားတာမျိုးတွေ process တွေကြာပြီးတော့နီးတဲ့အခါကျတော့မှ visa ကို urgent နဲ့ရှောက်ရတာမျိုးတွေအဲ့တော့ pressure တွေရော stress တွေရောစိတ်ပူရတာတွေရောပတ်စံပူကုန်တာတွေရောဖြစ်တယ်ပေါ့နော်အများစုသိကြတဲ့အတိုင်းပဲ agent service တွေက free ပါ free ဖြစ်ရတဲ့အကြောင်းရင်းကလည်း agent တွေဘက်ကနေပြီးတော့ကျောင်းသားတွေပို့လို့ရှိရင် commission ရတာပေါ့နော်အဲ့ဒီ system ကြောင့်မလို့တချို့ agent တွေကပေါ့နော် student ရဲ့ situation တွေကိုတခြားမကြည့်ဘဲနဲ့သူတို့ commission များများပေးတဲ့အကြောင်းတွေကိုတွန်းပို့လေးရှိတာမျိုးတွေလည်းရှိတယ်တချို့ agent တွေကြတော့ဒီ currency exchange လုပ်တာမျိုးတွေတခြား extra service တွေနဲ့တွဲလုပ်ပြီးတော့သူတို့စီရပဲ usage နဲ့အတွက်ကြောင့် pressure တွေပေးတယ်အကယ်၍ကိုကသူတို့စီရဈေးများလို့မယူဘူးဆိုလို့ရှိရင်လည်းတရားမျိုးတွေမလုပ်ပေးဘူးဟိုဟာတွေမလုပ်ပေးဘူးဆိုပြီးတော့တတိနေကြားရတယ်အဲ့လိုမျိုးအများကြီးကြားဖို့ကြမယ်လို့လည်းထင်ပါတယ်အဲ့ဒါကြောင့် agent ရွေးချယ်တာကအသေးအဖွဲမဟုတ်ပါဘူးအခုလည်းဟာနာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အမြဲကြားနေကြ case တွေကိုအခြေခံယူပြီးတော့ sharing လုပ်ပေးထားတာဖြစ်ပါတယ်အဲ့တော့သိကျင်တာအကြံဉာဏ်တောင်းကျင်တာရှိရဆိုလို့ရှိရင်လည်း chat box ကိုတိုက်ရိုက်လာမေးလို့ရတယ်လို့ comment မှာလည်းရေးထားလို့ရပါတယ်အကယ်၍အဲ့လိုကိစ္စမျိုးတွေကြုံဘူးရဆိုလို့ရှိရင်လည်း comment မှာ experience sharing လုပ်ပေးနိုင်ပါတယ်အဲ့တော့ဒီ content လေးကိုလည်းကြိုက်နေတတ်တယ်ဆိုလို့ရှိရင်လည်းဟာနာကို like and follow လေးလုပ်ပေးခဲ့ပါနော်တတာ